အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဒါဒီဘက်ခေတ်ရဲ့ဒါနေ့ level စစ်ပွဲတွေရဲ့ဒါပုံစံမျိုးမျိုးနဲ့ဒါဖန်တီးနေဖို့ဒီအကြောင်းအရာတွေကိုဆွေးနွေးပြတော့ဒါပြောချင်တာအခုဒီလက်ရှိပေါ့ဒါကမ္ဘာပေါ်မှာဒါစစ်ပွဲတွေကိုပုံစံမျိုးမျိုးနဲ့ဒါဖန်တီးနေတော့ဒီစစ်ပွဲတွေမှာဒါဒီအသုံးပြုတဲ့အဓိကလက်နက်တွေကဒါပို့ပြီးတော့စမ်းပြလာပြောချင်တာဒီခုဒီပထမကမ္ဘာစစ်ဒါဒုတိယကမ္ဘာစစ်တော့ဟာဒါတစ်ဖက်နဲ့တစ်ဖက်ဒါပူရှာတိုက်ကွက်တွေပေါ်ပြီးတော့ဒါစစ်ပွဲတွေကိုဖန်တီးနေရပုံအဓိကတော့ဒါသူတို့အနေနဲ့လက်နက်တွေကိုဒါဒီနိုင်ငံတွေရဲ့အားနည်းချက်တွေကိုသုံးပြီးတော့ဒါအဓိကလက်နက်အဖြစ်သုံးချလာတာပြောချင်တာဒီနိုင်ငံရေးလက်နက်ကအဓိကစံပြလာပေါ့ဒီခေတ်ဒါစစ်ပွဲတော့ဒါဒီခုဒီစစ်ပွဲတွေမှာဒီခုလက်နက်တွေကိုမဟုတ်ဘဲနဲ့ဒါဒီနိုင်ငံရေးလက်နက်တွေအတွက်ပါဒါကြိုတင်ပြီးတော့ပြင်ဆင်ထားမှမိမိနိုင်ငံတွေရဲ့ဒါတင်ကားကြောက်တော့ဒါဥပမာအနေနဲ့ပြောရရင်အခုဒီရုရှားယူကရိန်းစစ်ဒါဒီရုရှားယူကရိန်းစစ်ကဒါအဓိကတော့ဒါမြေပြင်မှာတော့ဒါစစ်ပွဲဖြစ်နေတာဒါပေမဲ့ဒါတကယ်တမ်းကျဒီလက်ရှိပြန်ကြည့်မယ်ဆိုရင်ဒါဒီအမေရိကန်နဲ့နောက်အုပ်စုပေါ့ဒီနိုင်ငံတွေကဒါအဓိကရုရှားကိုဒါသူတို့အနေနဲ့ရုရှားရဲ့ဒီနိုင်ငံရေးအင်အားကြီးထွားလာတာကိုဒါဟန်တားခြင်းပြီးရင်ဒါဒီအဓိကကတော့ဒါစစ်ပွဲဖန်တီးပြီးတော့ဒါရုရှားနိုင်ငံကို sanction လုပ်ပြီးတော့ဟန်တားတာအဓိကတော့ဒါဒီနိုင်ငံရေးလက်နက်ထုတ်သုံးတာဒါရုရှားအနေနဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒါသူအနေနဲ့ဂျီနန်လက်နက်နဲ့ဒါပြန်ပြီးတော့ခုခံနိုင်လို့လားဒါတောက်ခံနိုင်တာဒါဒီဒုတိယဥမာအနေနဲ့ခုဒီလက်ရှိဖြစ်နေတဲ့ဒါပါဝါအင်အားကြီးနိုင်ငံတွေဒါအမေရိကန်နဲ့တရုတ်ဒါသူတို့အနေနဲ့ဒါထွေဝါဖြစ်နေဒါဖြစ်နေရဆိုမဲ့ဒါသူတို့ကဒါဓာတ်ရိုက်စစ်မတိုင်ဘူးဒါသူတို့ရဲ့အဓိကနိုင်ငံရေးလက်နက်ဖြစ်တဲ့ဒါစီးပွားရေးလက်နက်နဲ့ဒါတိုင်ပြောချင်တာဒီနိုင်ငံကြားမှာဒါကြားညက်တဲ့နိုင်ငံတွေကတော့ဒါအဓိကအဖက်အနေနဲ့ဒီ butterfly ဖက်တွေကိုဒါခံစားပြီးတော့ဒါကမ္ဘာစီးပွားရေးကျဆင်းလာတဲ့ညဒါသူတို့အနေနဲ့တောက်ခံနိုင်ဒါဒီတတိယဥပမာအနေနဲ့ပြောရရင်ခုဒီလက်ရှိဖြစ်နေတဲ့ဒါအိန္ဒိယပါကစ္စတန်အိန္ဒိယပါကစ္စတန်အနေနဲ့ကဒါခုဒီနိုင်ငံအနေနဲ့ဒါစီးတင်းမာမှုဖြစ်တယ်ပြီးရင်ဒါတစ်ဖက်ကဒီတန်တမန်တွေနှင်ထုတ်တဲ့အပိုင်းကြီးလောက်တော့ပြောချင်တာဒါသူတို့အနေနဲ့ဒါစစ်ဖြစ်မယ်မဖြစ်ဘူးဆိုတာအထက်အဓိကနိုင်ငံရေးလက်နက်ကိုဒါတစ်ဖက်နဲ့တစ်ဖက်ထုတ်သုံးဖို့ထိချိန်ရွယ်လာတာဒါအိန္ဒိယအနေနဲ့ဒါပထမဆုံးထုတ်သုံးလိုက်တယ်ဒါသူအနေနဲ့ဒီသူ့နိုင်ငံနဲ့ဒါမြေပြားခံလာတဲ့ဒါအိန္ဒိုမြစ်ရေကိုပိတ်ပြီးတော့ပထဝီအနေထားကိုပဲဒါနိုင်ငံရေးလက်နက်တစ်ခုအနေနဲ့ထုတ်သုံးသွားတာအခုဒီလက်ရှိဒါရှေ့လေပိုင်းမှာဖြစ်နေတယ်ဒါအစ္စရေးနိုင်ငံမှာဒါမီးလောင်တဲ့ကိစ္စဒါပြောချင်တာဒီအစ္စရေးနိုင်ငံပေါ့အစ္စရေးနိုင်ငံကဒါရေရှားပြီးတော့ဒါဒီပူပြင်းလျှောက်တွေ့တဲ့ဒေသတစ်ခုဒီနိုင်ငံမှာဒါအခုဒီမီးလောင်နေဆိုတဲ့ဖြစ်စဉ်ဒီဖြစ်စဉ်ကဒါပြန်စဉ်းစားခြင်းဒါလောက်တော့မျိုးရှင်းဘူးပြောချင်တာဒီအစ္စရေးနိုင်ငံကဒါဒီလောက်ပူပြင်းလျှောက်တွေ့ပြီးတော့ဒါဒီရာသီဥတုအနေထားအရဒီလောက်မီးလောင်တဲ့အခြေအနေမျိုးကိုဒါဒီရှေ့လေပိုင်းကဒါဒေသရဲ့အားလုံးကဒါအစ္စရေးအတွက်ဒါဒီပထဝီအနေထားအရဒါရာသီဥတုလက်နက်နဲ့ဒါတိုက်ခိုက်လိုက်တာဒါဟိုဒီအစ္စရေးအနေနဲ့ဟောဒါမသိဘူးလားဒါသူ့အနေနဲ့လည်းဒါသိရဒါပေမဲ့ဒါသူ့အနေနဲ့ဒီနိုင်ငံရေးလက်နက်ပေါ့ဒီလက်နက်ကိုဒါသူ့အနေနဲ့ကြိုတင်ပြင်ဆင်မှုမရှိတာဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့ချီအောင်မှုများပြောချင်တာဒီခုဥမာပေးခဲ့တဲ့အတိုင်းပဲဒါခုဒီကျွန်တော်နိုင်ငံအနေနဲ့လည်းဒါဒီနိုင်ငံရေးလက်နက်အနေနဲ့ဒါအများကြီးထုတ်သုံးခံရတာတွေ့ရတာအဓိကပြောချင်တာဒီပါဝါအင်အားကြီးနိုင်ငံဖြစ်တဲ့အခုဒီတရုတ်နဲ့အမေရိကန်ပေါ့ဒီနှစ်နိုင်ငံကြားမှာဆိုရင်ဒါမြန်မာနိုင်ငံအနေနဲ့ပထဝီအနေထားအရာဒါဒီအဓိကအရေးကြီးတဲ့နိုင်ငံဖြစ်တာဒါဒီလိုဖြစ်တဲ့အတွက်ဒါအခုဒီမြန်မာနိုင်ငံကိုပို့ပြုပြီးတော့ဒါဒီနိုင်ငံဒါပထဝီနိုင်ငံရေးအနေနဲ့ဒါမြန်မာနိုင်ငံကိုထုတ်ပြီးတော့တိုက်ခိုက်နေတာတွေ့နေရဒါဒီမြန်မာနိုင်ငံအနေနဲ့ကဒီခုလက်ရှိဖြစ်လာနိုင်တဲ့ပထဝီအနေထားအရာဒီနိုင်ငံရေးလက်နက်တွေအားလုံးကိုဒါကြိုတင်ပြင်ဆင်ပြီးတော့တောင်းခံမှဒါအနေနဲ့ဒါဒီခုလက်ရှိဖြစ်နေတဲ့ဒါဒီကမ္ဘာစီးပွားရေးရှင်တွေရောဒီနိုင်ငံရေးရှင်တွေရောဒီခုမြန်မာနိုင်ငံမှာဆိုရင်ဒါလူမျိုးရေးရှင်တွေဒီຢာတွေအားလုံးကိုဒါကြိုတင်ပြီးတော့ဒါပြင်ဆင်ထားမှဖြတ်တန်းနိုင်ဖြတ်ကျော်နိုင်မှာဖြစ်တာပြောချင်တာအခုဒီနောက်ထပ်အနေနဲ့ဒါဖြစ်လာနိုင်တဲ့နိုင်ငံရေးလက်နက်တွေအခုဒီတောင်တရုတ်ပင်လယ်ကိစ္စရှိမယ်အခုဒီမှာစစ်လက်နက်ထုတ်ဖို့အတွက်ဒါဒီတန်ထုတ်လုပ်တဲ့အဆင့်ပြီးရင်ဒါဒီမြေရှားအတူပေါ့ဒီကိစ္စတွေရှိလာဒီကိစ္စတွေကလည်းဒါနောက်ထပ်ဖြစ်လာနိုင်တဲ့နိုင်ငံရေးလက်နက်ဒီနိုင်ငံတိုင်းကသူ့အနေနဲ့ဒီနိုင်ငံရေးလက်နက်တွေအားလုံးကိုဒါဒီကြိုတင်ပြင်ဆင်နေကြတဲ့အချိန်ဒီလိုအချိန်မျိုးမှာဒါဒီမြန်မာနိုင်ငံအနေနဲ့မြန်မာနိုင်ငံအနေနဲ့ကဒါကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့ဒါဒီသူများတိုင်းပြည်ရဲ့ဒါဒီနိုင်ငံရေးလက်နက်အဖြစ်သုံးချခံဟိုအော်ဒါမရောက်ဖို့အတွက်ကိုဒါဒီခုနေနဲ့ဒါတောင်းခံထားရမှာဖြစ်တာဒီကမ္ဘာလုံးကဒီအစိုးရတွေအားလုံးကဒီတဘာဝဘေးရန်တဲ့စစ်ပွဲတွေအတွက်ဒါပြင်ဆင်နေတဲ့အချိန်မှာဒါသူ့နိုင်ငံရဲ့ဒါဒီအဓိက neutral weak point တွေပေါ့ဒါတွေကိုကြိုတင်ပြီးတော့စမ်းစစ်နေတယ်အဓိကအခုဒီနိုင်ငံရဲ့ဒါအဓိက weak point တွေဖြစ်တဲ့ဟာတွေကိုဒါသူတို့အနေနဲ့အနာဂတ်မှာဒီလိုဆက်မဖြစ်အောင် hypothesis တွေလုပ်တယ်ပြီးရင်ဒါစက်တိုက်လေ့ကျင့်မှုတွေကြိုတင်ပြင်ဆင်မှုတွေကိုအများကြီးလုပ်တာ
တော့ဒီမြန်မာနိုင်ငံအနေနဲ့လုံးเสียဆိုလို့ဒါအဓိကကတော့ဒါမြန်မာနိုင်ငံအနေရဲ့ဒါ weak point တွေကအများကြီးတော့မရှိဘူးခုဒီလက်ရှိဖြစ်သွားတဲ့ဒါဒီမြေငလင်ပြည့်ရွေကြောအဓိကတော့ဒါခုဒီလူမျိုးရေးကိစ္စပေါ့ဒီကိစ္စနှစ်ခုမှာဒါမြန်မာနိုင်ငံအနေနဲ့ hypothesis လုပ်ပြီးတော့ဒါစက်တိုက်လေ့ကျင့်ဖို့လိုမယ်ပြီးမှဒီရှက်တွေကိုအားလုံးပြန်ပြီးတော့လေ့လာစမ်းစစ်မှာဒါနိုင်ငံအနေနဲ့ကြံ့ကြံ့ခံပြီးတော့ဒါနိုင်ငံရဲ့ပကတိအရှင်တွေတိုင်းကြန့်ရှိနေလိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့မြင်မိတာအားလုံးကိုကျေးဇူး